ဆစ်လိတ်တောက်ခြင်းကမျိုးသားတွေရဲ့လိင်ကအရွယ်အစားကိုတကယ်ပဲတိုးစီနိုင်သလားအဖြေကတော့မှန်ကန်ပါတယ်တိုးစီနိုင်ပါတယ်ဆစ်လိတ်မှာပါတဲ့နီကိုတင်းဓာတ်ကဆွဲလန်းစေတယ်ဆိုတာလူအများစုသိပေမဲ့ဒီဓာတ်ဟာသွေးကြောတွေကိုကျုံစေတဲ့အစွမ်းထက်တဲ့အရာတစ်ခုဖြစ်တဲ့ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကိုတိတ်တဆိတ်ပြောင်းလဲပစ်နိုင်တယ်ဆိုတာကိုသတိမထားမိကြပါဘူးနီကိုတင်းဟာသွေးနဲ့အတူခန္ဓာကိုယ်အနှံ့စီးဆင်းသွားတဲ့အခါပထမဆုံးထိခိုက်တာကလူခန္ဓာကိုယ်ရဲ့သေးငယ်တဲ့သွေးကြောကွန်ရက်တွေပဲဖြစ်ပါတယ်။အထူးသဖြင့်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ပေးနေတဲ့သွေးကြောမွှားလေးတွေပဲဖြစ်ပါတယ်။နီကိုတင်းရဲ့လှုံ့ဆော်မှုကြောင့်သွေးကြောနှရက်တွေမှာရှိတဲ့ကြွက်သားတွေဟာဆက်တိုက်ကျုံနေတာကြောင့်သွေးကြောလမ်းကြောင်းတွေဟာပုံမချင်းမြောင်းလာပါတယ်။မြို့သားလေရင်ကဧရိယာတဝိုက်ကသွေးကြောတွေဟာဒီလိုထိခိုက်မှုအများဆုံးခံရတဲ့နေရာတွေတဲကတစ်ခုဖြစ်ပါတယ်။သွေးလုံလောက်စွာထောက်ပံ့ပေးနိုင်ခြင်းဟာပုံမှန်ဇီဝကမ္မတုံ့ပြန်မှုလိန်တန်မာတောင့်ခြင်းကိုထိမ့်သိမ်းမှုအတွက်အဓိကတော့ချက်ဖြစ်ပါတယ်။သွေးစီးဆင်းမှုအတားအဆီးဖြစ်ပေါ်လာတဲ့အခါအဓိကအင်္ဂါအစိတ်ပိုင်းတွေရဲ့သွေးပြေးဝမှုပမာဏဟာလည်းတိတိတသာရော့ကျသွားပါတော့တယ်။ဆေးရွက်ကြီးရဲ့ဆိုးကျိုးတွေကတော့ဒီလောက်နဲ့မရက်သေးပါဘူး။ရေရှည်ဆစ်လိတ်တောက်ခြင်းဟာလူခန္ဓာကိုယ်ရဲ့ဟော်မုန်းများတာမှုကိုအနှောက်အယှက်ပေးပြီးအမျိုးသားဟော်မုန်းရဲ့ပုံမှန်ထွက်ရှိမှုစနစ်ကိုတိုက်ရိုက်ထိခိုက်စေပါတယ်။အမျိုးသားရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကိုထိန်းသိမ်းထားတဲ့အဓိကဟော်မုန်းဟာဆစ်လိတ်တောက်ခြင်းကြောင့်အဆင့်ကျသွားတဲ့အခါမှာတော့မွေးရပါလိန်ဆန္ဒတွေကိုပါအားနည်းစေုံသာမကပဲမနက်ခင်လိန်တန်မာတောင့်ခြင်းလိုမျိုးတဘာဝဇီဝကမ္မဖြစ်စဉ်တွေကိုပါတဖြည်းဖြည်းပျောက်ကွယ်သွားစေနိုင်ပါတယ်။ထိရောက်တဲ့လွန်ဆော်မှုတွေရရှိခဲ့ရင်တော့မှခန္ဓာကိုယ်ကပုံမှန်အတိုင်းတုံ့ပြန်ဖို့ခက်ခဲလာပါတော့တယ်။ပိုပြီးတတိထားရမှာကတော့ဆေးရွက်ကြီးမီးရှို့တဲ့အခါထွက်ပေါ်လာတဲ့ခရိုမီယန်နဲ့ခဲစတဲ့အစိတ်ရှိတဲ့တတုလေးတွေဟာမျိုးပွားဆဲလ်တွေအပေါ်အကြီးအကျယ်သက်ရောက်မှုရှိပါတယ်။သုတေသနတွေအရဆက်လက်တောက်တဲ့အမျိုးသားတွေဟာဆက်လက်မတောက်သူတွေထက်မျိုးပွားဆဲလ်တွေပုံမှန်မဟုတ်တဲ့ရာခိုင်နှုန်းတိတိတသာပိုများတယ်လို့ဖော်ပြထားပါတယ်။ဒီဆဲလ်တွေဟာအရေးအတွက်နေသွားရုံသာမကပဲရွေ့လျားနိုင်စွမ်းမှာတိတိတသာအားနည်းသွားပါတယ်။ဒါဟာတဘာဝအတိုင်းကိုဝင်ရဖို့ကိုပိုခက်ခဲစေပြီးအနာဂတ်မှာတရေသားရဲ့ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်းထိခိုက်စေနိုင်ပါတယ်။အားရစရာတစ်ခုကတော့လူခန္ဓာကိုယ်မှာအံ့ဩစရာကောင်းလောက်အောင်ကိုယ်တိုင်ပြုပြင်နိုင်တဲ့စွမ်းရည်ရှိပါတယ်။အထူးသဖြင့်ဆေးရွက်ကြီးရဲ့အစိတ်တောက်တွေကနေလွတ်မြောက်သွားတဲ့အခါသွေးလည်ပတ်မှုစနစ်ဟာတပြေးပြေးနဲ့ကျန်းမာတဲ့အခြေအနေကိုပြန်လည်တည်ဆောက်နိုင်ပြီးတော့သွေးကြောအတွင်းပိုင်းလှုပ်ဆောင်ချက်တွေလည်းပုံမှန်ပြန်ဖြစ်လာပါတယ်။ဆက်လိပ်ဖြတ်ပြီးတစ်နှစ်ပြည့်တဲ့အခါလူအများစုရဲ့ဇီဝကမ္မလှုပ်ဆောင်ချက်တွေဟာပုံမှန်လမ်းကြောင်းပေါ်ကိုပြန်ရောက်နိုင်ပါတယ်။လူခန္ဓာကိုယ်ဟာရေတိုတိုက်ခိုက်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့ပြုပြင်ရေးရန်နေရာတွေမူလကတည်းကပါရှိပါတယ်။ဆေးရွက်ကြီးကဒီစွမ်းရည်ကိုယာယီထိန်းချုပ်ထားနိုင်ပေမဲ့အန္တရာယ်ရှိတဲ့ဓာတ်ပစ္စည်းတွေနဲ့ထိတွေ့တာကိုရပ်တန့်လိုက်တာနဲ့ခန္ဓာကိုယ်ဟာမူလပြုပြင်ရေးစနစ်ကိုပြန်လည်အသက်သွင်းသွားနိုင်ပါတယ်။သင်ရဲ့ရေရှည်ကျန်းမာရေးအဖော်ရဲ့စိတ်ပိုင်းဆိုင်ရာပြေဝမှုအနာဂတ်တရေသားရဲ့ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ယခုပဲဆက်လက်ဖြတ်ဖို့စတင်လိုက်တာဟာအကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ဆက်လက်ဖြတ်တဲ့လုပ်ငန်းစဉ်ဟာစိတ်သက်ခိုင်မာမှုနဲ့စင်ကြင်တုံတရားလိုအပ်တယ်ဆိုတာမှန်ပေမဲ့အသက်ရှူတာပြန်လည်လန်းဆန်းလာတဲ့အခါခွန်အားတွေတဖြည်းဖြည်းပြန်လည်ရရှိလာတဲ့အခါတင်းရဲ့ဘဝတစ်ခုလုံးဟာလုံးဝအသစ်တစ်ဖန်ဖြစ်ပေါ်လာပါလိမ့်မယ်။ဒီလိုအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေဟာဆက်လက်ဖြတ်တဲ့ကာလမှာခံစားရတဲ့ခဏတာမတတ်တာမှုတွေကိုကျော်လွန်သွားပါလိမ့်မယ်။ဆေးရွက်ကြီးနဲ့ဝေးရကိုစ조사ပြီးနေထိုင်နေတဲ့နေ့ရက်တိုင်းဟာအနာဂတ်ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်တင်လဲဆက်လက်ဆက်တော့ပါအောင်မလား။အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်။